တော်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီမှာဒါဝိကဘာဖြစ်နေတာလဲဆိုဘုရားစိတ်တော်နဲ့တွေ့တော်သူဖြစ်နေတာသင်ဟာဘုရားစိတ်တော်နဲ့တွေ့တော်သူဖြစ်တယ်ဆိုအဲ့ဒီဒီအစီရောက်တာ Praise the Lord Amen ဆိုတော့ဒါဝိစီရောက်သွားတယ်ဒီဝိညာဉ်တော်ရဲ့ဖြစ်တယ်အဲ့တော့ရှောလူကဘုရားခင်ဝိညာဉ်တော်ကကွာမြောက်သွားတဲ့အခါစိုးသောဝိညာဉ်ဒီမှာရောက်တယ်ရှောလူမှာရောက်တယ်စိုးသောဝိညာဉ်ရောက်ရင်သူက crazy ဖြစ်သွားတာနော်ရှောလူကယူသွားတာယူလို့ဖြစ်သွားတာအဲ့တော့မူကြီးမယာတွေကအစီဝေးထားမှာကိုတော့ဟိုဘယ်လိုမျိုးမှာရေရှဲပုံရင်ကျေးပြီးသွေးဆင်းလာတဲ့ဆောင်းလေးတီးတဲ့ဒီချဲဆိုတတ်ပါတယ်ကိုတော့အတွက်ပေါ်ပြရစီတောင်းတော့ပါတာဒါဝိတချင်းဆိုရင်ရှောလူကိုနောက်ရှက်တဲ့ဝိညာဉ်ဆိုတာဖြစ်သွားတယ်ဒါဝိတချင်းဆိုရင်နောက်ကြလို့ချင်းဆိုတာပဲဒါချင်းဆိုတာကျွန်တော်ကတော့ဘယ်တော့မှမသိဘူးနော်ဟောချင်တယ်နော်ဖက်တကယ်ညောင်းကိုခံစားရတယ်ပြောတာစောစောကတရှင်ကိုယ်ွယ်ချင်းကိုယ်ွယ်လေဆိုချင်းချီးမွမ်းတဲ့ကတရှင်တော်ဝင်တော်ဒီအောင်တွင်းထဲမှာပေါ်ပြကျွန်ညောင်းကိုခံစားတကယ်ခံစားတချင်းဆိုတာလေကွာဘယ်နဲ့တချင်းอ่ะအဲ့ဆိုတဲ့ချင်းอ่ะရိုးရိုးတချင်းမဟုတ်ဘူးရိုးရိုးတချင်းမဟုတ်ဘူးဆိုတော့ထူးဆန်းတဲ့ချင်းတွေတူလည်းမထူးဆန်းဘူးဒါဝိကဝိညာဉ်တွေကချီးမွမ်းတဲ့ကမဆိုထွက်သွားဟာလေလုယာအတွင်းဝိညာဉ်တွေကချီးမွမ်းခြင်းဖြစ်လာတဲ့အခါဆင်းရဲခြင်းနဲ့ဆိုထွက်သွားတယ်အနာရောဂါနဲ့ဆိုထွက်သွားတယ်မောင်မြင်ခြင်းနဲ့ဆိုထွက်သွားတယ်ဝန်နေခြင်းနဲ့ဆိုထွက်သွားတယ်စိတ်ကြိုက်ချခြင်းနဲ့ဆိုထွက်သွားတယ်ဟာလေလုယာအတွင်းတွေကဝိညာဉ်တွေကပြီးတော့ချီးမွမ်းခြင်းဘုရားရဲ့ကောင်းချီးချမ်းသာတဲ့လူမျိုးချင်းခံစားစီပါလေဘုရားကနာဘုန်းကြီးပါစေအာမင်ဆိုတော့လူ့ဘဝတစ်ခုကျွန်တော်သွားရအောင်နော်လူကြောင်းပြောရပါဘူးเนาะကျွန်တော်ဒီမှာဒီချိန်နဲ့ဆို3ချိန်ညเนาะပြပြန်ပို့ဆောင်ပြီးကျေးဇူးရှင်မပါတယ်လို့ဆရာမနဲ့တော့တင်တော်ဝင်ကျေးဇူးတင်လဲဆိုတော့ကျွန်တော်ပြောပြလိုပါတယ်အဲ့တော့ယောမစနစ်1ယောမစနစ်1လိုက်ပြီးကြည့်အောင်เนาะယောမစနစ်1โอเคယောမစနစ်ခန်းရဲ့1ညီကိုတော့တချို့မတွေ့သေးဘူးလားတချို့မတွေ့သေးဘူးလားယောမဝါစာခန်းကြီးစနစ်ခန်းရဲ့တဲ့ကျွန်တော်ချမ်းသာရတဲ့နဲ့သေးသွားပြီနော်အားလုံးโอเคကြိုက်ဆုံးတော့ကလိုက်နော်ချမ်းသာလည်းကြည့်ပါကျွန်တော်လိုက်ညီကိုတို့သက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားခင်မြတ်တော်မူဝေသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်တို့သည်ပူဆောင်၍ဒီကိုခန္ဓာကိုဘုရားခင်အားစက္ကန့်အနံ့ခြင်းတည်းသောဝိကိုပြုပြီးကြောင်းဘုရားခင်ခန္ဓာကိုထောက်ထား၍တင်တို့ကတိုက်တွန်းလို့ဆိုပါ၏ဒီမှာ3မျိုးရှိတယ်3မျိုးရှိတယ်အောက်ကနေပြောမယ်ဝိရဲ့ဝိနော်ပြီးရင်စက္ကတာရဲ့ရစ်ကပါရဲ့လေအသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားခင်နှစ်သက်တော်မူသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုပူဇော်၍မိမိကိုခန္ဓာဘုရားခင်စက္ကအနံ့ခြင်းတည်ဟူသောဝိကိုပြုမိကြောင်းဘုရားကြောင့်သွားတဲ့ခါမှာဘာလို့လဲလို့မေးတာဘုရားဝိပြုတယ်တဲ့ဘုရားရှိခိုးသွားတယ်တဲ့ဘုရားဝိပြုကိုးကွယ်တယ်ဝိပြုစည်းဝေးဝိပြုကိုးကွယ်ခြင်းဝိပြုခြင်းမဆတ်တယ်ပြောတယ်ဝိဘုရားကိုကိုးကွယ်ခြင်းဝိအဲ့ဒီဘုရားကိုကိုးကွယ်ခြင်းဝိကဘာနဲ့ပြုရမှာလဲဆိုတော့ဘာနဲ့ပြုရမှာလဲဆိုတော့စက္ကချင်းနဲ့ပြုရဝိကိုဘာနဲ့ပြုရမလဲစက္ကချင်းနဲ့ပြုရအဲ့ဒီစက္ကလာတဲ့အရာကဘာဖြစ်သွားလဲဆိုရင်ရှစ်ဖြစ်သွားတယ်ရှစ်ဖြစ်သွားတယ်
ဒါကြောင့်ဓမ္မဟောင်းမှာဗိမာန်တော်လာရင်ဘယ်သူမှလက်ချီးမလာဘူးမရှိဗိမာန်တော်ဗိမာန်တော်ဓမ္မဟောင်းမှာဗိမာန်တော်သွားတယ်တဲတော်သွားတယ်ဗိမာန်တော်သွားဆိုဘာသွားလို့လဲဆိုရင်ဝတ်သွားပြတာဘုရားကိုဝတ်သွားပြတာအဲ့လိုဝတ်သွားပြတဲ့အခါမှာဘယ်သူမှလက်ချီးမလာဘူးမရှိဘာယူလဲဆိုရစ်ယူလာတယ်ရစ်ယူလာတယ်ဒါပေမဲ့အဲ့ဒီရစ်ကဘုရားတမန်ထားတဲ့တမန်ချက်ပြည့်စုံသွားတယ်အခါမလဲအတိမပါတီတဲတော်ထဲမှာဘုရားကိုရစ်ပြရတယ်ရစ်ကောင်၅မျိုးရှိ၅ကောင်လုံး၅မျိုးဘုရားကိုရစ်ပြဝတ်ပြရတယ်ရစ်ကောင်၅မျိုးရှိနွားတိုးစိတ်ခိုးကျူအစက်တိုင်းနဲ့သွားတယ်ကကြော်သွားလို့မရကြော်လို့မရဖောက်လို့မရဝတ်ပြရတဲ့ခန်းကြီးတစ်ခန်းငယ်3ခန်းငယ်30ခန်းငယ်73နော်အဲ့ဒါအစက်တိုင်းသွားနွားတိုးစိတ်ခိုးကျူဘာကြောင့်လဲဆိုတော့ဒီရစ်ကောင်၅မျိုးကိုယူဆောင်လာတဲ့အခါဦးဆုံးဘာလို့ရလဲဆိုရင်စက်ကချင်ဘယ်မှာဆက်ရလဲဆိုတော့ဖယားတတ်မှတ်တဲ့နေရာမှာဆက်အဲ့ဒီရစ်ကောင်၅မျိုးကဆက်ရတဲ့နေရာမတူတနေရာနဲ့အဆင့်မတူဘူးတဲတော်မှာအဆင့်9ဆင့်ရှိတယ်ပိုင်းကြီး3ပိုင်းရှိတယ်တဲတော်ဝင်တန်ရှင်းဌာနအတန်ရှင်းဌာနအဲ့မှာအဆင့်9ဆင့်ရှိတယ်တကားဝကြီးဝါရေးပြင်ကြီးကြီးဝါရင်တို့ရွှေမီကိုရှေ့တော်မတဲ့တော့ဆိုရင်နောက်ဘာမှမရှိရရေးပြင်အတွင်းဆုံးခန်းထဲမှာပြင်တက်တာအဆင့်9ဆင့်ရှိတယ်အဲ့ဒါခရစ်ယာန်တက်တာပြောနေတာကယ်ဂျန်နဲ့စပြီးတော့အဲ့တော့အဲ့ဒီစစ်အဲ့ဒါကတော့တဲ့ position နဲ့ကကြော်လို့မရဖြတ်လန်းနေရှိတယ်စင်တိုင်းနဲ့တော့အသက်တာတဲ့အတိုင်းနဲ့အဲ့တော့အဲ့ဒီမှာဒီနွားသုံးစိတ်ကိုကြိုးကိုစက်ကပ်တဲ့နေရာ position ရှိတယ်ဒါကြောင့်ကြော်ပြောလို့မရနွားဘယ်နာဆက်ရလဲဆိုတော့တဲတော်ခေါင်းမှာဆက်ရတယ်သုံးစိတ်ကဘယ်နာဆက်ရလဲဆိုတော့ကျင်းဝါရုပ်ပြင်ကြီးရဲ့မြောက်ဘက်တဲတော်ရဲ့မြောက်ဘက်ကျင်းဝါရုပ်ပြင်ကြီးရဲ့လက်ရတဲ့ညာဘက်မှာဆက်ရတယ်ခိုးကြိုးကိုရုပ်ပြင်ပေါ်မှာဆက်ရတယ်အဲ့စက်ကလည်းမတူဘူးဒါပေမဲ့အားလုံးတူတာတခုရှိတယ်အဲ့ဒါပါလဲဆိုရင်ရစ်အာကောင်အားလုံးဟာသေပြီးမှရုပ်ပြင်ရစ်ပလင်ပေါ်မှာရစ်အဖြစ်စက္ကအနံပူဇော်တော်ရစ်ကောင်ဒီအသက်ရှင်မရှိတရားအသက်နဲ့ကွာဘုရားကိုချစ်ပူဇော်လို့မရဘုရားလက်မခံဆိုရင်ရစ်ဆိုတာတရားတယ်တရားမှာရစ်ဖြစ်တယ်အဲ့ဒီရစ်ဖြစ်ရစ်ကောင်ကိုပူဇော်တဲ့အခါအဲ့ဒါဘာလို့လဲဆိုရင်စက္ကပူဇော်တာဖြစ်တယ်အဲ့ဒီစက္ကပူဇော်ခြင်းဟာဘာလုပ်တဲ့အရာလဲဆိုတော့လူကဘုရားကိုဝိပြုတယ်ဒါကြောင့်လူကဘုရားကိုဖျက်ရှိခိုးတယ်ဘုရားကိုဝိပြုတယ်ဆိုတာဘာနဲ့ပြုရလဲစက္ကပူဇော်ခြင်းအဲ့စက္ကပူဇော်တာဘာဖြစ်ရလဲဆိုတော့ရစ်ဖြစ်ရတယ်ရစ်ကတည်ရတယ်မတည်ရင်ရစ်ဖြစ်အခုငါမဲနေရာတော့ဆိုရင်ဒီစမလာဆိုတော့ပြန်နေလှရှာစိတ်လှရှာဒီစမလာဆိုယေရှုကတော့ပြန်ရပါလေမောစကိုရပါမောစကိုရပါဟုတ်လားသူကတော့ကြည့်ရဆိုရှိသေးတယ်တော့ပဲလက်ဆက်ကိုင်းချာမနေ့လေးနိုင်တော့ပြားချောက်ပါတကယ်မှပြောကော်ရိုးပါတကယ်ပြန်လာရောင်မျိုးဘယ်တော့ရှာတယ်ကော်ရိုးနော်ဒီကဟုတ်ဘာလဲထမ်းမဲ့ကောဟာဟိုပဲထမ်းနေဒီပါလေသွားရှာတာနေမှာနော်လားတခြားလည်းသူကတော့ကြည့်ရဆိုရှိသေးတယ်လားဒီစမလာရောက်ရင်ယေရှုကတော့လက်ဆက်ကိုရောက်လာဒီစမ30ရက်နေကြချစ်ချက်ဆက်ကတာအော်ဘယ်နဲ့ကြတော့ပါလဲနှစ်သက်ကိုစိတ်တယ်လူတဲ့တပတ်တဲ့ပါပြောတော့ပြောင်းနေလေမီးချိုးလို့မဲနောက်နောက်လက်ရည်ပါလေကြာပြီးတော့၄ရက်ခံတယ်၄ရက်ဇန်နဝါရီလ၄ရက်နေ့ကျဘဝပြည်လွတ်လပ်ရေးနေ့သူလည်းလွတ်လပ်ရေးရပါစက်တော့စက်ကတာပဲရှင်းမဖြစ်ဘူးမဖြစ်လို့လေဒီလားမသိဘောင်ကြအခန်းကြီး21 ဟာအာဗြဟံစီကနေဘုရားကသူအမိပြုတဲ့သူ၃ယောက်ကိုဆွဲထုတ်လူပုဂ္ဂိုလ်၃ယောက်ကိုဆွဲထုတ်
အဲ့တော့21နဲ့23ကိုပြောတော့22ကိုပြောမယ်အဲ့ဒါပြောဆိုတော့ဣဆက်ကျွန်တော်အားလုံးသိတယ်ဘောင်ချက်ကတိ22အခန်းရဲ့1မှာဘာပြောလဲဘုရားတဖန်ဘုရားခင်ဒီအာဗြဟံကစုံစမ်းနောက်ဆက်ခြင်းကအာဗြဟံဟုခေါ်တော်မူပြီးအာဗြဟံကလည်းအကြောင်းရှိပါသိဖို့ထူးလေ၏အကြောင်းရှိပါ I'm ready အဲ့မှာကြောင်းရပါတော့ရွေချက်ကဘုရားအာဗြဟံကိုခေါ်တဲ့ရွေချက်ကစုံစမ်းခြင်းကစုံစမ်းစစ်ဆေးတာပဲတော့နော်စုံစမ်းစစ်ဆေးဖို့ကဲမြင်ပါတယောက်လည်းရှိတဲ့သားအချက်ဆုံးသားအမွေခံရမယ်ဆိုရင်ဒီလိုနဲ့ဆိုင်တဲ့သားခေါ်ပြီးတော့ငါ့ကိုငါပြတဲ့တောင်းမှာသွားပြီးရစ်ပူဇော်ပါရစ်ပူဇော်မိရှုရခြင်းပြုပြီးပူဇော်ဟာအာဗြဟံမထားတယ်သူမိမပြောနော်စာရာပြောရတော့အဲ့ကိစ္စအောင်နေမှာမဟုတ်ဘူးတဲ့သူမြင်တာမှပြောပဲကျွန်တော်ရောက်ခေါ်လာလို့ဟိုကဖျားကိုရတော့ပူဇော်မယ်အဲ့ဒါပြောတာသူသားရပူဇော်မယ်ပြောခေါ်ပြီးတော့ဒီခေတ်ဆိုတော့အာဗြဟံကယုံကြည်ခြင်းပြည့်နေသွားတာနော်သူပြောတဲ့စကားကိုကြည့်ရင်သိတာယုံကြည်ခြင်းပြည့်နေသွားတယ်ဘုရားပြတဲ့တောင်းရောက်တော့ကျွန်တော်ရောက်တော့တောင်းချင်မှထားခဲ့ကျွန်တော်ရောက်ပေါ်ရောက်နောက်ချက်ဖြစ်မှာဆိုလို့ဘာကြောင့်ဆိုတော့ပေါ်မှာသူသားကပူဇော်ပါဘူးအဲ့ဒါဗျာတကယ်ဘာလို့လာလဲဆိုတော့နောက်ချက်ဖြစ်သွားပြည့်နေလေအဲ့တော့ထားခဲ့တာမင်းတို့ဒီမှာစောင့်ငါတို့ဒီထိုရက်တို့သွား၍ရစ်ပူဇော်မည်တို့ပြီးမှတဖန်ငါတို့ဒီပြန်လာအောင်ကြီးငါတို့ဒီပြန်လာအောင်ကြီးသူကစင်္ဂလာနဲ့တုံးနော်ပလူလာနဲ့တုံးအများကြီးနဲ့တုံးလားဟုတ်လားငါတို့ဒီပြန်လာအောင်ယုံကြည်ချက်နဲ့သွားကဲသွားတယ်တာမန်နေအောင်ချင်းလေးချမ်းမီလေးဆွဲပြီးတော့ကျွန်တော်အားလုံးသိပါတယ်တောင်ပေါ်တက်တော့နားမှာမေးတယ်ဒီဆက်ကတဖေးဘာလဲငါသားချင်းလဲပါတယ်ယေရှုဆရာကိုမီးလဲပါတယ်ဖြစ်ဖြစ်ပူဇော်မယ်ရစ်ကောင်မပါတယ်ဘုရားပြောတဲ့စကားအရအာဗြဟံကိုသွားနေတဲ့ခီးစဉ်အရဆိုရင်တကယ်တော့ရစ်ကောင်သူလဲသူမေးနေတာတခါမှကျွန်တော်တို့ကရစ်ကောင်လိုက်ရှာတာဘုရစ်ကောင်တဲ့ဘုရားကိုပူဇော်ရတဲ့ရစ်ကောင်မှာတဲ့တခြားသူမဟုတ်ဘူးတခြားအရာမဟုတ်ဘူးဒါလေးဝင်လာတယ်အဲ့တော့ဒီကောင်ကလည်းလို့ပြီးတော့အာဗြဟံပြောတဲ့စကားကလေမပူနဲ့ကတာတဲ့တောင်းပေါ်မှာဘုရားခင်ကမိအတွက်သူ့တငယ်ကိုပြင်ဆင်လိုက်ပြီးအကောင်ကြီးတက်တော့မှာသူကယုံကြည်ခြင်းနဲ့သွားတာဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းကိုဘုရားဆွဲချပလိုက်နောက်ဆုံးဇီရိုတရားကိုဆွဲချပလိုက်လူကယုံကြည်တယ်ဆိုရင်တခုကိုရမယ်ဖြစ်မယ်လို့ယုံကြည်အဲ့ကိုယုံကြည်တဲ့နေရာမှာနဲ့သွားတယ်မျော်လင့်ခြင်းနဲ့သွားတယ်တောင်းပေါ်ရောက်သွားတဲ့သူမျော်လင့်တဲ့အရာမပြည့်စုံမပေါ်တာအဲ့တော့သူအားလာယုံကြည်မျော်လင့်ပြီးသွားတော့အာဗြဟံတောင်းပေါ်တက်တာဒီလိုတက်နေတယ်ကျွန်တော်ထင်တာဘယ်နဲ့ပေါ်လာလဲတောင်းကောင်းရင်ကြာမှာလားဆိုတာရှာရတာတော့ဒီဟုတ်ဘယ်အတမတဲ့နေရာကိုရတယ်ရစ်ပရင်တယ်ပြီအဖေအချာဘာမှမချောင်းဘူးတွေ့ထဲကိုခင်းလိုက်နောက်ဆုံးချိန်ရောက်သွားတယ်ဘုရားပြောတာမေတ္တာဣဆက်ကိုဥဆုံးဣဆက်ကကလေးလို့ပြောတယ်အဲ့ကဘာဝချန်ကလေး20 ဟိုဣရှမေလရဲ့အသက်ပြီးရင်23မှာစာရာတင်နဲ့129နှစ်မှာစာရာတင်တယ်129နှစ်မှာဆိုရင်အဲ့ဒီအသက်အဲ့ဒါအားလုံးရှင်းလိုက်ရင်အဲ့ဒီချိန်မှာဣဆက်ရဲ့အသက်ကနေ25နဲ့30ကြာတက်ဆောင်နဲ့ချင်း28နဲ့30ကြာပြောတယ်လူပြောနော်အာဗြဟံအသက်100မှာဣဆက်ရဒါဆိုရင်သူသားအသက်25ပဲထားလိုက်တာ25ဆိုသူတက်က125နှစ်ရှိနေပြီ125နှစ်ဟိုးရင်းနဲ့25နှစ်ဒီလိုနဲ့ဘာလို့လူနိုင်ပဲထင်တယ်သူနိုင်တယ်အဲ့တော့ဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်အာဗြဟံကြောင်းပြောဖို့ဣဆက်ကြောင်းပြောဖို့ဘာလို့လဲဆိုတော့ရစ်ပလင်ပြင်းချင်းခင်အာဗြဟံကဣဆက်ကိုချီနောင်နေတော့လက်ကိုချီနောင်လာချီတာချီလို့ဆိုရင်ဘာလို့လဲနဘာလို့လဲချောရတယ်သူ့ဖမ်းရတယ်လေအဲ့တော့ဣဆက်ကဘယ်ကျွန်တော်ဘာလို့လဲဆိုတော့လက်စတော့ဘယ်ကျွန်တော်လုံးလေးဆိုမှပြန်လုံးပြီးသူ့ကိုပြန်ချီထားလို့မှရှစ်ပြန်မှာတင်ထားပြခဲ့လို့ရတယ်ဣဆက်ကဟုတ်လားသူ့ပဲပြီးရင်ကြာလာစစုံးမှဆိုတော့အိမ်ရောက်တော့အမေခရရောက်တိုင်းကျွန်တော်ဘာလို့မသိဘူးဗျာ
ကိုပြင်ချင်းကိုခင်ပြီးသူ့ကိုခြိတဲ့အခါဣစတကယ်တော့လမ်းပါလေကအဖေရှစ်ကောင်ပဲမာလေလို့မေးတာဣစကအကြောင်းနဲ့မေးတာမဟုတ်ပါဘူးသူ့ဖေဖြေလိုက်တဲ့အခါအော်ငါရှစ်ကောင်ဖြစ်ရင်လေငါရှစ်ကောင်ဖြစ်ရရင်လေဘာလဲ yes or no လားဣစကအာမင်အာမင် yes သူဖေချလိုက်ရှစ်ပြင်ပေါ်မှာတင်လိုက်စမ်းရတော့လက်စီပြီးလို့ရတယ်ဘာမှမလုပ်တော့အာဗြဟံဒီမိမိသားကိုပြုခြင်းကဓာတ်ကိုထုတ်၍လက်ကိုဆက်လေလို့ပြောတဲ့ကျမ်းစာဘာမှမပြီးတဲ့ကောင်ဆက်ပြီးရပြီးရဲ့အပီလုံးပါပြီးဣစကာကိုသိပါတော့ဣစကရစ်ပြင်ပေါ်မှာမျက်စံခြင်းမဖြစ်ရုပ်ကံခြင်းမဖြစ်စัจခြင်းမဖြစ်ဘာဖြစ်လဲဣစရစ်ပြင်ပေါ်မှာဘာဖြစ်လဲရှစ်ဖြစ်တယ်ဒါပေမဲ့ထိုးမဲ့အချိန်မှာဘုရားကတားပြီးတော့သူငယ်ကိုမချိနဲ့တားပြီးတော့တိုးတငယ်ကိုပြတယ်တိုးတငယ်ကအလုပ်သဘောပဲတကယ်တော့အလုပ်သဘောဖြစ်သွားပြီလေဟာဘာလို့တကယ်တော့အပြန်လာလက်ကိုဆက်လက်ချင်ဣစကိုဘုရားကပူဇော်ပြီးဒီရှိကထားတော့ပါပြီ complete ပြည့်စုံပါပြီဆိုဘုရားကလက်ခံလိုက်ပြီဖြစ်တယ်အဆုံးမှာပြောတယ်ဒီကိစ္စလည်းပြီးလဲပြီးအာဗြဟံမင်းကပြောင်းလို့ရှိတာငါ့ကိုမငင်းပေးတဲ့အတွက်မင်းကိုဒီနေ့ကစပြီးငါအစင်နဲ့ကောင်းချီးနေပြီဆိုတဲ့စကားတိုင်းဒါဆိုရင်အာဗြဟံကဘုရားကိုပူဇော်တာသူ့ရဲ့နှလုံးသားကိုပူဇော်တာဟုတ်တယ်နဲ့ပူဇော်ခံရတဲ့ရှစ်ခေါင်းနဲ့မူတည်သေးတယ်နော်ဣစတိရစ်ပလင်ပေါ်မှာခန္ဓာတတ်တာရှိနေပေမဲ့သူဟာအသိကဲ့သို့ရစ်ပူဇော်တော့ရှစ်ခေါင်းဖြစ်သုံးခံတယ်ဟာလေလုယာဟာလေလုယာဘုရားကိုစက္ကန့်အနန္တနဲ့ရစ်အားလုံးမှာအသိဖြစ်တယ်အဲ့ဒီဣစရစ်ပလင်ပေါ်မှာအသက်ရှင်ပေမဲ့ရစ်ကောင်ဖြစ်တယ်ဆိုတာအသိဖြစ်လို့ဘုရားလက်ခံအဲ့ဒါဘာလို့ခေါ်လဲဆိုတော့အသက်ရှင်သောရစ် living sacrifice အသက်ရှင်သောရစ်မရဝဲရှိတဲ့တမန်ကျမ်းစာမှာအဲ့ဒီရှိတဲ့ဘောကဣစနဲ့ကားတဲ့ဘောကြီးရှိဣစကရှိတဲ့ပြောရပြီတော့ပြောရပြီနောက်ပိုင်းမှာမောရှေကိုဘုရားရှင်အဲ့ဒီပြည့်ညတ်ကိုပေးတဲ့အခါကျအဲ့ဒါပါလာပြီရှိတာဘယ်တော့မှသိမရှိရအသက်နဲ့ဘုရားကိုပူဇော်ခွင့်မရှိဘူးပူဇော်တဲ့ရစ်ဖြစ်ရင်ဘာဖြစ်ရလဲတရားဒီကောင်မှတင်းနဲ့ကျွန်တော်ဟာဘုရားသခင်ရဲ့ရစ်ကောင်ဖြစ်တယ်ဘုရားခင်ကိုပူဇော်တဲ့ရစ်ကောင်ကတင်မဲ့ကျလို့ပဲအသက်တာသို့တော့အဲ့ဒီရစ်ကောင်ဒီအတိဖြစ်ရတယ်လူနဲ့ဆိုင်တဲ့အကြံစီတွေးခေါ်ပညာမှန်ပါလားအားလို့သိချင်းမျိုးဖြစ်ချင်းသိအမားလူမျိုးဖြစ်ချင်းသိရခိုင်မျိုးဖြစ်ချင်းသိနှစ်ချင်းဖြစ်ချင်းအေဂျီဖြစ်ချင်းအကုန်သိအာတန်နိုင်နေငါလုံးနိုင်နေဆိုတဲ့အရာအားလို့သိငါဆွေမျိုးတိုင်းမှာပါလေအားလို့သိပညာသိဘုရားရှိခိုးကိုရောကျွန်တော်ဟာကိုရောဖြစ်စေတဲ့အတိုင်းပဲဖြစ်ပါလေလို့အသေးဖြစ်တဲ့အသက်တာကရှိဟာလေလုယာဟာလေလုယာအဲဒီလိုလူနဲ့ဆိုင်တဲ့အရာတည်တဲ့အခါခရစ်တော်အထက်မှာကျင့်ဝတ်တဲ့လူကဖျားနဲ့ဆိုင်တဲ့အရာအမှုရှင်လားဟာလေလုယာဆောဆောတာတော့ကြတာတော့ကြတခါမှကြားဘူးကျွန်တော်လည်းအဲ့လိုလည်းမစင်ချင်ဘူးပြောတယ်ကျွန်တော်အဲ့ဒီအသက်ဖြစ်ချင်းကိုလေကျွန်တော်ပြောသလားဝင်ခံကျွန်တော်ဘုသူဆရာလေးဆင်ရတယ်ပြောတယ်ဟွန်ကာလော်ဒစ်နော်အချစ်ချင်းနိုင်ငံဘီလိုဟဲလစ်ပြောတာ focus for somebody ဆိုတဲ့ age တဲ့ဆရာ Otis ကပြောတာငါခရစ်တော်ကအသက်ဖြစ်တယ်ဆိုတာတကယ်တော့ renew ဖို့ပြောတယ်ပြောတာ renew ဖို့ဘူးလေအဲ့ဒါလုံးဝပြီးပြီအသက်လုံးဝ original အသက်ဖြစ်တယ်အသက်ဖြစ်ချင်တာကလေးမွေးချင်ပြီဆိုတော့အားကြောင့်ဆမ်ဆမ်ပတ်ရမွေးချင်တဲ့အတိတ်ရှိတယ်ဒီလိုနဲ့နေ့စဉ်ကျွန်တော်ဘုရားရှင်မှာအတိတ်ရှိပါတယ်ဗျာဘုရားသူဖြစ်စေထားတဲ့အတိုင်းပဲဖြစ်တယ်ဒါအောင်နားလည်ဖို့ပါကောလင်စာဒုတိယဆောင်အခန်းကြီး၄အခန်းငယ်30ကြည့်အောင်ကျွန်တော်လည်းနော်ကျွန်တော်စာသားသိနေကြနိကော4:30လူနဲ့ဆိုင်တဲ့အရာအလုံးသိတဲ့အခါခရစ်တော်အပြင်ဖျားနဲ့ဆိုင်တဲ့အရာအလုံးသိတဲ့မှာရှင်းတယ်တွေ့မှချက်1 2 3
ခင်ယေရှုသည် သက်ရှင်သောအကြောင်းကိုငါတို့ခန္ဓာ၌ထင်ရှားစေခြင်း ရှားစေခြင်းက ယေရှု၏တေတော်မူခြင်းကိုစေမပြတ်ငါတို့ခန္ဓာ၌ဆောင်ရ ဆောင်ရကြ၏အမောစေတခင်ယေရှုအသက်ရှင်နေတယ်ဆိုတာတခင်ယေရှုရဲ့အသက်ရှင်ခြင်းတခင်ယေရှုရဲ့မြတ်တာတခင်ယေရှုရဲ့ယေရှုတခင်ယေရှုရဲ့ကိန်းနာတခင်ယေရှုရဲ့ခွင့်ခြင်းတခင်ယေရှုရဲ့အောင်မြင်ခြင်းတခင်ယေရှုရဲ့ကြွယ်ဝခြင်းတခင်ယေရှုရဲ့ချမ်းသာခြင်းတခင်ယေရှုရဲ့အနာရောဂါငြိမ်းခြင်းတခင်ယေရှုရဲ့အခွင့်အာဏာနဲ့လည်းခဏအဲ့ဒီအရာတွေအားလုံးတခင်ယေရှုအသက်ရှင်နေပါလေဆိုတဲ့အရာတွေအားလုံးငါတို့ကိုခန္ဓာထဲမှာထင်ရှားလာဖို့ပေါ်နေလာဖို့တနည်းအားဖြင့်ငါတို့အထဲကသခင်ယေရှုကငါတို့အဖြစ်အလင်းဖြစ်လာဖို့ပုံသက်တွေဖြစ်လာဖို့အတွက်တဲ့ယေရှုအသက်ရှင်ကြောင်းဒီကိုခန္ဓာမှာထင်ရှားဖို့ယေရှုတည်ခြင်းကိုဒီကိုခန္ဓာထဲမှာမလုပ်ရနဲ့ဆောင်ရဟာဒါဆိုရင်ဒီထဲမှာပဲအကြောင်းအရာအချင်းအရာနှစ်ခုဖြစ်နေပါလေတည်ခြင်းနဲ့ရှင်ခြင်းလိုက်ပြောရငါတည်မှသူရှင်တယ်ပြောပါငါတည်မှသူရှင်တယ်ငါနဲ့ဆိုင်တဲ့ရာလူနဲ့ဆိုင်တဲ့ရာလူနဲ့ဆိုင်တဲ့ကြဆင်းတဲ့ရာချိန်ချင်းအမင်္ဂလာနာယောဂချမ်းသာခြင်းဝမ်းနည်းခြင်းပူဆွေးခြင်း negative လူနဲ့ဆိုင်တဲ့ပညာလူနဲ့ဆိုင်တဲ့တဆွမ်းနိုင်ခြင်းလူနဲ့ဆိုင်တဲ့ငွေကြေးလူနဲ့ဆိုင်တဲ့ကြောဝါခြင်းချမ်းသာခြင်းလူနဲ့ဆိုင်တဲ့တဆွမ်းနိုင်ခြင်းအရာအားလုံးကောင်းခြင်းမကောင်းခြင်း positive negative အရာအားလုံးတိမ်သွားတဲ့အခါအတွင်းထဲမှာအဲ့ဒီခရစ်တော်ရဲ့အသက်ရှင်ခြင်းထင်ရှားလာတယ် hallelujah အဲ့ဒါဘာဖြစ်လာလဲဆိုရင်ရှစ်ဖြစ်လာခေရှုခရစ်တော်ဖျားနောက်ဆုံးညစာဆောင်ပြီးတော့ယူရရှိကိုမုန်းလို့ဆန်လေးပေးလိုက်တယ်သွားလိုက်ယူရရှိကယုတ်ကဒီမိခါရာတွေကထွက်သွားတဲ့အခါဘယ်ကိုရောက်သွားလဲအမှောင်ထဲကိုရောက်သွားတယ်ဘုရားတခါရအရေးကြီးတယ်အသက်နဲ့ရှင်တဲ့တခါရအရေးကြီးတယ်မောင်လေးရောက်သွားတယ်ရောက်သွားတော့မှတပည့်တော်တွေပတ်ခင်ပြတာချုပ်ခဲ့တော်မူသောခန္ဓာဖြစ်တယ်မဟုတ်တော်တော်မူသောဖြစ်တဲ့ဘက်ကိုအတူကဆက်တော့ပြီးတော့ဒီချက်ဆိုပြီးတော့ထွက်သွားတယ်ဒီခေရှုလုပ်တဲ့ပုံကြည့်တာအဲ့ညာဒီဖန်ခံဆိုတော့ဒီသိတယ်စက်ပြောင်းကြတယ်တယောက်ကတော့လိုက်တော့စက်ပြောင်းကြတယ်ဂျေရုဆလင်မြို့ပြင်ကိုထွက်ခေရုံချောင်းကိုကူးဒီနာလေးမှာရှိရထားတယ်ဒါပထမကင်းချောင်းကူးလာရင်ရန်သူတော့လိုက်လာချောင်းမှာဆိုတတ်ကွင်းလေချောင်းကူးလို့ဆိုတတ်ကွင်းလေအဲ့ဒါရှင်းရှင်းလုပ်လိုက်လို့ရတယ်ရှင်းရောက်ထားလိုက်တယ်ပြီးရင်၃ယောက်ပြန်ခေါ်သွားအနည်းအများတော့တုံးနဲ့ပေကျူရကိုယောဟန်သူနဲ့ခန္ဓာမှာဒုရခင်အခင်ရှုပြောတယ်အဲ့ညမသွားခင်မင်းတို့ကလည်းငါအထက်ကပြောခဲ့တယ်တဲ့အင်္ဂလိပ်သွားတဲ့နေရာတွေမှာချီအိတ်လွယ်အိတ်ချင်းနဲ့မယူနဲ့အဝတ်လည်းမယူနဲ့ဝေချင်းလည်းမယူနဲ့အားလုံးလည်းအားလုံးပါဘူးအားလုံးပြည့်စုံအေးဒီညတာမဟုတ်ဘူးယူလွယ်ရှိတယ်လွယ်ဝေလုံးနဲ့ဝေခဲဒါမရှိရင်ဥကိုရောက်ပြီးဒါဟုတ်ပဲအဲ့လိုပြောရတော့ပေကျူပြောတယ်ကိုတော့ဒါအဆင်ရှိတယ်နောက်ပြန်ပါမယ်ဒီနားမှာရှိရအဲ့မှာဒါတယ်လီဖီထားတယ်တူနော်ကိုနားမှာ3ရက်ခဏလာအဲ့မှာဒါပြီးတော့မှသူကကဲတက်တာကပေါ်ပြီးမှလို့လေစတောင်းအချီးကျစတောင်းတော့စစမှာပြောတော့ခင်ရှုစတောင်းတာအဲ့ဒီခါအချီးကျဆုံးပဲညိုးပဲတော့စိတ်နဲ့ပြတ်တာဆိုစတောင်းတာကောင်းကင်တမန်တော်လာအားပေးရတယ်ထွက်လာတယ်ကိုကထွက်တဲ့ချွေးရတွေးစခဲလို့ထွက်တယ်အလော့အဆိုင်အချီးကျတဲ့နော်စတောင်းတကယ်စတောင်းချွေးထွက်တယ်နော်လူလည်းမောပါနော်ဟာလို့မောပါPraise and worship ပြုတဲ့အခါလေးကျွန်တော်နေရာတော်များများမှာတချို့နေရာပေါ့ဒီနောက်ပိုင်းတော့နည်းနည်းလေးဟောဖြစ်လာတယ်တချို့နေရာတွေမှာလေ musician တွေက Praise and worship ပြီးဆိုတော့တော့ဆိုင်လို့တဲ့တိုင်းအားလေးထားရတယ်မဖြစ်ပါဘူးအားလုံးလေဒီမှာတော့အကုန်လုံးအစအဆုံးကြီးအားလုံးရှိတယ်အဲ့ဒါမလေးရှားမှာလည်းတစ်ခေါက်လေသူတို့အဲ့လိုလစ်တတ်တယ်အဖွဲအလစ်တတ်တယ်အဲ့ဒါကျွန်တော်ပြောတယ်ဖျားရဲ့ဝိညာဉ်ကိုစောင့်စားပါလို့ဖျားလို့ဂီတာလို့ note နဲ့ခေါင်းနဲ့အသိနဲ့လက်နဲ့မကြည့်နဲ့ဟာဆရာလက်နဲ့မကြည့်နဲ့ဘာလဲကြည့်ရမှာလဲဝိညာဉ်နဲ့ပြီးပါလို့ပြောတယ်ကျွန်တော်ဟာဟုတ်ကဲ့ဆရာတို့ပေါ့သွားတယ်နော်ဝိညာဉ်နဲ့ပြီးပါဆိုတရှိလို့ချစ်ကြလို့ရှာတာအဲ့လေစတောင်းတော့ဒီကလေးရယူစန်တာဆိုရှိတယ်ကိုလည်းမလေးရှားနော်ဆိုအခုလဲပြောတော့တို့ဟာတရှိလို့တော့ရှာထားတယ်လို့ထွက်လဲပြောတော့အဲ့တော့တောင်းနေဂီတာကလည်းဂီတာကြီးတွေလဲပုံတော့ပုံပါလေကျေးဇူးတော်ဂီတာတော့မချိုးပြတာလား transfer လိုက်ပုံပါလေ
နေတော့ညီငယ်တယောက်ရှိတယ်ကျွန်တော်တို့ကသူ့ဓာတ်ဟိုဟာချက်စုံနဲ့ဓာတ်ခိုင်ပြီးတယ်ဓာတ်ဆိုတာမလေးရှားလိုနဲ့တတိယကိုပြောတာမပြီးနေတာဘာလဲတော့ဘာလဲရိုင်းတော့ပြေးစီတယ်တော့သူကတည်းကရိုင်းမနေရောလေကျွန်တော်တို့တစ်ခါစကောင်းတယ်ဘာနှစ်ခါစကောင်းတယ်ဘာအဲ့ဒါကျွန်တော်ထားလိုက်တယ်ဒါပဲကျွန်တော်တို့စကောင်းတော့သူကတကယ်အဲ့မှာလေမတူမငုံတော့ညနေတူချာမငုံနေတယ်စီတောင်ရှိတယ်ကားတို့ချာတော့အိုးတော်လေတော့အထိတ်ကုန်ရှိကျွန်တော်စတောင်းနေကိုညီပေးတဲ့ဆရာနဲ့ဆရာမထိမ့်ပေးတယ်လေနောက်ကနေလေကျွန်တော်တော့မတော်မေးဆိုတော့ကြည့်ရထိမ့်နေတယ်တော့တယ်ဟိုတော့ပစ္စလိုက်အောင်တယ်ဟိုချေတော့လည်းတော့နေတော့နည်းနည်းမာရဲကွာနည်းနည်းနာတယ်သူမာရတော့မဟုတ်ပါဘူးနော်ဟုတ်ပါအဲ့ဒါဖြစ်စတော့ကားချူတယ်နော်တွေးစမ်းလို့တဲ့ယေရှုရဲ့အော်ဖိုက်တော့ကြည့်ချတွေးစမ်းလို့တဲ့ဖင်မဲ့အိတ်စတောင်းချက်ကလည်းသူ့အတွက်တောင်းတယ်နော်ကြားရတယ်မဟုတ်ဘူးဒါတောင်းတယ်ကျွန်တော်အားကိုရောဤခေါက်ကိုကျွန်တော်ကနေလွန်နိုင်ရင်လွန်သွားပါစေဘာလဲကားတိုင်းပေါ်မှာခမီးတော်ရဲ့ဆော့ပစ်ခြင်းကိုမခံခြင်းလူချင်းပြီးတယ်၃နာရီမှောက်ဝိုက်ဖြစ်သွားမယ်သူအော်ရတယ်အေလီနမရှာပကဖနီကျွန်တော်ဘုရားကျွန်တော်ဘာသာဆုပလိုက်တာလဲဆိုတော့အော်ရတယ်အရာတူမခံခြင်းအဲ့ဒါတော့တိတ်တိတ်စပါမှာတော့တိတ်မခံခြင်းသူစပါမှာအဲ့ဒါသူစံတာသူတော့သူနဲ့ဆိုင်နေယေရှုနဲ့ဆိုင်နေရယေရှုနဲ့ဆိုင်နေအတွေ့တင်တာခံချက်စိတ်ဟောတာမခံခြင်းဘူးဒီအောင်မကြုံခြင်းဘူးမကြုံပြခြင်းဘူးဒါလည်းပါပြောတယ်သို့တော်လည်းအကျွန်တော်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုလိုတိုင်းပဲဖြစ်ပါစေသုံးချိန်တောင်းနေတဲ့ဖြစ်ရပါသုံးချိန်တောင်းနေတဲ့ဖြစ်ရပါမယ်လာတဲ့ခါရောဟိုမှာသူတောင်းခိုင်းတာသူခိုင်းတာလေနော်အဲ့တော့ဒီလိုပဲဒါမှမဟုတ်တော့ဟောအေးမလုပ်နဲ့ဒါလည်းတမွေးလို့ဒါလည်းစတဲ့မလုပ်နဲ့နေရွက်ကိုပြန်ပြီးတော့မှကောက်ပြီးပြန်တက်ပြီးတယ်ဘုသူ့ရှာတာလေယေရှုဆိုတာငါပဲဒီလူကိုအလုပ်ပေးလိုက်တာအစတော့အားတက်စမ်းလာတာနောက်ဆုံးဖန်စီခေါ်ဆောင်သွားတယ်ညလုံးစစ်တယ်နောက်နေ့စစ်တယ်ပြီးလိုက်မယ်စစ်တယ်မင်းတခုမှမပြောဘူးလားတဲ့ငါမင်းကိုလွတ်ပိုင်တဲ့သူဖြစ်တယ်တော့မင်းတခုမှမပြောဘူးလားအတိတ်ချင်းကိုတော့ကသုံးမွေးနဲ့ချင်းကိုခေါ်ဆောင်တော့သုံးနေတယ်မိမိတော့ကိုမဖွင့်နဲ့လိုက်သွားတယ်ဘာမှမပြောတော့ညီမညီမစစ်ချင်တယ်မပြောဘူးဘာမှမပြောဘူးယေရှုတည်ပါဟာလေလုယာယေရှုနဲ့ဆိုင်တဲ့ဆန္ဒယေရှုနဲ့ဆိုင်တဲ့စိတ်ယေရှုနဲ့ဆိုင်တဲ့အချမ်းစီယေရှုနဲ့ဆိုင်တဲ့အရာအားလုံးသဘောအားလုံးဘာလို့လဲတည်သွားပြီးကိစ္စမှာဟာလေလုယာဟာလေလုယာတကယ်တော့ယေရှုကကိစ္စမှာသူ့အတွက်တည်သွားပြီးကားလိုက်ပေါ်မှာတော့တကယ်ကျွန်တော်ပြတည်တာပါယေရှုကတော့ဝါကရီမှာကြည့်တဲ့ခံရတဲ့ချိန်မှာကောင်းကြပါနော် atmosphere မှာကောင်းကင်မှာမိုးတယ်အစိတ်မိုးတယ်ရှိအစိတ်မိုးတယ်စီရင်ခြင်းစိတ်မိုးတယ်မရဲစိတ်မိုးတယ်အနာရောဂါစိတ်မိုးတယ်စီရင်ခြင်းစိတ်မိုးတယ်ကြာဆုံးခြင်းစိတ်မိုးတယ်ချိန်ချင်းအောင်ရစိတ်မိုးတယ်ဒီစိတ်မိုးတယ်เนี่ยခေါ် listen all the way ပေါ့တခုချင်းစီလာတီးတာတဲ့ယေရှုရဲ့ကောင်းမှာယေရှုရဲ့နောကောင်းမှာတခုချင်းစီစီရင်ခြင်းတဲ့အနာရောဂါတဲ့မချမ်းသာခြင်းတဲ့ကြာစင်ခြင်းမောင်းခြင်းချိန်ချင်းအောင်ရလားပြတ်တာစီရင်ခြင်းအားလုံးခံပြီဘာပြောလဲအမှုဟာလေလုယာဟာလေလုယာထိုယေရှုကအဲ့ဒီအစိတ်မိုးတိမ်ကြီးခံခဲ့ရတဲ့အတွက်ဆင်းရဲခြင်းမိုးတိမ်တိုင်းဆိုယေရှုခံခဲ့တဲ့အတွက်တည်တဲ့ကျွန်တော်တို့ယေရှုရဲ့ဆင်းရဲခြင်းနဲ့လွတ်မြောက်သွားတာဖြစ်တယ်ဟာလေလုယာအနာရောဂါမိုးတိမ်တိုင်းလို့ခံရတဲ့အတွက်ထိုယေရှုရဲ့တည်တဲ့ကျွန်တော်အနာရောဂါနဲ့လွတ်မြောက်သွားတာဖြစ်တယ်ဟာလေလုယာဘိုးဘေးတွေနဲ့ဆင်ဆက်ချိန်ချင်းအောင်လာမိုးတိမ်ကအစိတ်မိုးတိမ်ကယေရှုကိုတိုင်းနေတဲ့ထုတဲ့အတွက်တည်တဲ့ကျွန်တော်ဟာချိန်ချင်းအောင်လာနဲ့လွတ်မြောက်သွားတာဖြစ်တယ်ဟာလေလုယာနောက်ဆုံးတော့သူကအမှုပြီးအသက်ရှင်တဲ့နဲ့ရစ်ပလင်ပေါ်ကိုရောက်တော့ရှိသို့တော့တည်ပြီးဘာတည်လဲလ
လူနဲ့ဆိုင်တဲ့အရာအားလုံးသိတယ်ဟာလေလုယာဟာလေလုယာညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားခင်နဲ့တတ်တော်မူသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုသင်တို့ဒီပူဇော်၍မိမိကိုယ်ခန္ဓာကိုဘုရားခင်အားစက္ကအနှံခြင်းဒီဟူသောသင်တို့ပြုအပ်သောဝိပြုအပ်သောဝိကိုပြုပြီးကြောင့်ဘုရားခင်ပြုတော်ခေါ်လိုက်တဲ့တို့ကငါတိုက်တွန်းလို့ဆိုပြီးဘုရားကိုကျွန်တော်ဝိပြုနေတယ်ဒီနေ့ကျွန်တော်ဘုရားကိုဝိပြုနေတယ်အဲ့ဒီဝိဘာနဲ့ပြုစက္ကအနှံခြင်းနဲ့ပြုရတယ်အဲ့ဒီစက္ကအနှံခြင်းဝိကဘာဖြစ်ရလဲဆိုရစ်ဖြစ်ရတယ်ရစ်အားလုံးကအတိဖြစ်ရတယ်လူနဲ့ဆိုင်တဲ့တင်ရဲ့လူနဲ့ဆိုင်တဲ့ပညာအလုံးသိသွားတဲ့အခါသခင်ယေရှုခရစ်တော်ရဲ့ဖခင်ပညာရလာတော့တယ်လူနဲ့ဆိုင်တဲ့ဆွမ်းတတ်ပြီးအလုံးသိရဲလို့ဝန်ခံတဲ့အခါသခင်ယေရှုခရစ်တော်ရဲ့ရလာတဲ့ဖခင်ရဲ့ဆွမ်းတတ်ပြီးအလုံးရလာတော့တာပဲဒါကြောင့်ပေါင်းကပြောတော့တာလေငါ့ကိုခေါ်ရတဲ့ပြည့်စုံစေအောင်တော့ခရစ်တော်အပြင်လူကဘလို့တတ်နိုင်လဲတဲ့ကောင်လူကမတတ်နိုင်ဘူးဒါပေမဲ့ပေါင်းကဒီစကားဘာလို့လဲဝင်ပြောရတယ်တော့ဘာလို့ဖြစ်ဘာလို့မရဘူးဒီစကားကိုပြောရတယ်သူနဲ့ဆိုင်တဲ့အရာအားလုံးသိသွားပြီခရစ်တော်နဲ့ဆိုင်တဲ့အရာအသက်ရှင်သောကြောင့်ခတ်သိမ်းသောမှုကိုထိုခရစ်တော်ဖြင့်ငါသတ်ဆွမ်းနိုင်တယ်ဟာလေလုယာဟာလေလုယာဘုရားကိုစမစာဝတ်ပြုတော်သူဖြစ်ပါစေအဲ့ဒီဝိဟာတဲ့တာရှိဖြစ်စကားတဲ့ဝိဖြစ်ပါစေဟာလေလုယာရေကောင်အားလုံးသိရတယ်တဲ့နဲ့ဆိုင်တဲ့အရာအားလုံးဒီနဲ့ဆိုင်တဲ့အရာအားလုံးသိသွားတဲ့အခါဘုရားနဲ့ဆိုင်တဲ့အရာအားလုံးအသက်ရှင်လာပြီးဒီထဲတွေကနေသူတစ်ပါးစီကိုအဲ့ဒီဘုရားတကူတော့စီစဉ်သွားတော့မှာဖြစ်ပါတယ်အာမင်အာမင်တင်တည်တဲ့အခါဘုရားချမ်းသာခြင်းတက်စီရောက်လာတယ်တင်တည်တဲ့အခါဘုရားကြွယ်ဝခြင်းတက်စီရောက်လာတယ်တင်တည်တဲ့အခါဘုရားအောင်မြင်ခြင်းတက်စီရောက်လာတယ်တင်တည်တဲ့အခါဘုရားတကူနဲ့ဘုရားပြည့်ရတက်စီရောက်လာတယ်စစ်မှန်တဲ့အသက်ရှင်တော်ရင်အဖြစ်ဘုရားကိုဝတ်ပြုတော်သူများဖြစ်ကြပါစေအာမင်။ဒါနဲ့ကောင်းတဲ့ရတဲ့ကောင်းရှိပါစေ။ Hallelujah. Amen. အားလုံး Christmas အကျိုးဆိုတော့အများအားတော့လူမျိုးလုံးစင်လေးတွေရှိမယ်ဒါပေမဲ့ကျွန်တော်တို့ဒီနှစ်ထဲမှာတော့ထူးထူးခြားခြားလုပ်ချင်တယ်အဲ့ဒါကအားလုံးလည်းပါဝင်ရမယ်လို့ပေါ့နော်ကျွန်တော်တို့ညွှန်လင်းထားတယ်ဒါကတော့ပျော်စရာတွေကစားစရာတွေတောက်စရာတွေအပြင်ထူးခြားတယ်လို့ကျွန်တော်ပြောချင်တဲ့အဓိကချက်ကတော့ကျွန်တော်တို့ရဲ့မယုံကြည်သူတကယ်ချင်းတွေကိုခေါ်လာဖို့အဲ့ဒါပြောချင်ပါတယ်နော်အဲ့တော့မယုံကြည်သူတကယ်ချင်းတွေကျွန်တော်တို့အများကြီးရှိတယ်ကျွန်မစမှာလည်းအများကြီးဒါပေမဲ့ခေါ်ဖို့အများကြီးတယ်သူတို့ကိုတက်တင်ပြဖို့လည်းသူတို့အချိန်စောင့်နိုင်ဘူးအဲ့လိုမျိုးတွေဒါပေမဲ့ဒါလည်းဖြစ်ဖြစ်ကျွန်တော်တို့ခေါ်ကြည့်ရအောင်ပေါ့နော်ကျွန်တော်တို့ရဲ့သာသမီတွေပေါ့နော်မှာဆိုင်တို့အင်္ဂလိပ်တွေဆိုတဲ့တကယ်ချင်းတွေကိုပေါ့နော်ဒီကောက်ဖြစ်တာရှိတဲ့တကယ်ချင်းတွေပေါ်ပြလို့ရတယ်ပေါ့နော်တင်တန်းကတကယ်ချင်းတွေလုပ်ငန်းခွင်ကတကယ်ချင်းတွေပေါ့နော်တကယ်ကိုဘုရားကိုမသိသေးတဲ့လူတွေဆိုတော့တို့စိတ်ပါတယ်နော် Christmas message ပေးချင်ပါတယ်အဲဒီ Christmas message ကတော့ဝေဖွာလာတာဖြစ်တယ်ကျွန်တော်တို့တည်ပြီးသားဖြစ်တယ်ဒါဖြစ်လို့ဝေဖွာလာတာလေပေါ့နော်ကျွန်တော်တို့တက်တာဟာကျွန်တော်တို့အစ်တွေကနေကဲတင်ချင်တဲ့အကြောင်းပေါ့နော်အော်ဝယ်တိုင်ပြီးဖက်ကနေတိကျရတဲ့နောက်ပါရတာတွေကျွန်တော်တို့ပေးချင်ပါတယ်ဒါကြောင့်မလို့ KFL လည်းပြတ်သွားနေတယ်လေ Christmas ဆိုတော့ဒီများလို့နေပို့လို့ပါချက်ကျွန်တော်တို့ဒီမျိုးကြည့်လေးအသက်တာချင်းမှာပေါ့နော်ဆက်ရှိရဲ့ဝေဖွာလာရတဲ့အကြောင်းချင်းကဲတင်ချင်တဲ့အကြောင်းရင်းဝိတ္တိကိုညှောက်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ထွက်ပြီးတော့